ဒါတော့တည်ရအောင်မတည်ဘူးဗျာအခုနောက်ပိုင်းဒီကျွန်တော်ပတ်ချီဆော့ရတာလေကျွန်တော်တို့ဟိုအရင်နောက်18 19လောက်ကဆော့နေဒါမှမဆိုင်တော့ဗျာမဆိုင်တော့ဆိုတာဒီ game play တွေကတော့ပို့ပြီးတော့ကောင်းလာကြပါတယ်ဒါတွေကတော့ပို့ပြီးတော့ပြောရမှာတိုးတက်လာဆိုတော့မှန်တာပါဒီကတိုးတက်လာတာဆိုရင်ဒီစိတ်သက်တွေကတော့တော်တော်ဒီကောင်းဗျာအောက်ဆုံးရောက်သွားကြဟိုကျွန်တော်တို့နောက်စကုတော့ကဒီဆော့ပြီးဆိုရင်ကျွန်တော်တို့ကိုကေတို့နော်ကျွန်တော်တို့ဒီကိုပြေတို့ extreme တွေဆော့ရတဲ့သူတွေဆိုရင်ဒီမြန်မာချင်းချင်းတွေ့ရင်ဗျာဆောင်းရင်ပျော်ရကောင်းတယ်တလားကျွန်တော်တို့ခုံပြရတာနဲ့ကျွန်တော်တို့လူကျွန်တော်ပေးရတာနဲ့အေးတိုက်ရတာနဲ့အဲ့လိုမျိုးအများကြီးပျော်ရကောင်းခဲ့ရဗျာဒါပေမဲ့အခုကြောဘယ်လိုဖြစ်လို့လဲဆိုတော့ဒီမြန်စမှနေကိုဆဲတယ်ဗျာပြီးမြန်မာချင်းချင်းတော့ respect ဆိုတာမရှိဘူးသူကဆဲမယ်ဒီတိုက်မယ်အဲ့ရတကယ်တော့မကောင်းဘူးဗျာဘာလို့ကျွန်တော်မြန်မာတွေစီးလုံးဗျာအဲ့ပြောချင်တာဒီတမလားကိုယ်လည်းဘယ်လိုပြောမလဲ plane ဆဲရလို့မရှိပါဘူးအဲ့လိုမျိုးဆဲတယ်ဆိုရင်ဘာလို့မဗျာဒီ game ဆော့တာပဲအခုကဘယ်လိုပဲကြည့်လိုက်ဗျာကျွန်တော်တော့တယောက်လည်းပြစ်တည်ရဲ့ဆဲတယ်တော့မြန်မာရေ respect ပေးရတယ်နည်းကြားလို့လေဗျာနည်းနည်းဒီစိတ်ထဲတော့ပေါင်းတယ်ဒီပေးနေတယ်တော့မရှိဘူး Ilusi.